အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မတာရှိခံလှုပ်ထားတဲ့အဆက်စာလေးတွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်မိုးရင်းလုံးကရထားတဲ့ပေါ်စီဖြူတီဖန်ကားတီလေးတွေကိုစာရေးဆင်ထားပါတယ်ဒါလေးကတော့စီဖြူတီလေးပါဒီဘက်ကတော့ဖန်ကားတီပါဒါကတော့ဂရက်ချင်မှာအခုမှလှုပ်ထားတာဖြစ်ပါတယ်3ရက်လောက်တော့ရှိသွားပါပြီလေကောင်ကတော့တံမြာတီးစစ်ကလေးကိုတံမြာချင်းတိတ်ထားတာဖြစ်ပါတယ်ဒါကျမရဲ့အတွင်းပစ္စည်းလေးတွေပါရှင်နောက်တစ်မျိုးကတော့ဒီစင်အိုးကြီးထဲမှာဘာရှိလဲဆိုရင်တော့မြစ်တီတိတ်ထားပါတယ်နှစ်ပတ်လည်းစားရအောင်မြစ်ပေါ်တဲ့ချိန်မှာမြစ်တိတ်ထားတာဖြစ်ပါတယ်ရှင်ပြီးတော့အိမ်နောက်ဖေးမှာလည်းမရှိရှိတဲ့မြေကြီးလေးပေါ်မှာဈေးဆိုင်လေးတိတ်ထားပါတယ်ဘာပဲနေလဲဆိုတော့စုံနေတာပါပဲစုံပလုံအောင်စိုက်ထားပါတယ်ဒီလိုမျိုးအသီးရွက်လေးကိုတာရှိခံအောင်လေးလှုပ်ထားမယ်ပြီးတော့တီးပင်စားပင်လေးလည်းအိမ်မှာစိုက်ထားမယ်ဆိုရင်အင်ရှင်မရဲ့အတွက်ဈေးဘူးလေးလည်းကာမိပါတယ်ရှင်ပြီးတော့တကယ်ကိုပဲအာဟာရပြေဝတဲ့အစားအစာတွေကိုလည်းမိသားစုဝင်တွေကစားတောက်ရပါတယ်နောက်တစ်ခုကျွန်မရိုက်မပြလိုက်ရတာကတော့ငပိရေချိုတည်ထားတာလေးလည်းရှိပါတယ်ရေချိုငပိကိုလည်းအိမ်မှာပဲကိုယ်တိုင်လုပ်ပြီးတော့စားပါတယ်ရှင်ဒါကတော့ကန္နမပန်းလေးတွေပါပန်းဥကထိုးပြီးတဲ့ပန်းလေးတွေကိုထိုးထားတာပါမကြခင်ပွင့်တော့မှာပါဒါကတော့မုံညင်းပါရှင်မုံညင်းပူစားရတဲ့မုံညင်းပါပြီးမုံညင်းခါးလေးတွေရောစိုက်ထားပါတယ်ချင်းချက်တောက်ရတဲ့မုံညင်းလေးဒါကတော့စိုက်တာမဟုတ်ဘူးပေါ့နော်မနစ်ကစိုက်တဲ့နေရာကနေအလေးကျပေါက်လာတဲ့ကျဟင်းငါးပင်လေးတွေကိုအပေါ်စင်လေးပြန်တင်ပေးထားတာဖြစ်ပါတယ်ရှင်မကြခင်မှာကျဟင်းငါးတီးလေးစားရတော့မှာဖြစ်ပါတယ်ဒါကတော့တကယ်ကိုဘာပိုးသက်ဆေးမှမတုံးဘာမြေဩဇာမှမတုံးနဲ့တကယ်တဘာဝစစ်စစ်အစားအစာလေးတွေစားရမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးစိုက်ထားရင်တော့အနည်းအရင်ကပါတယ်နော်မြေကြီးမရှိတဲ့အတွက်အဆင်ပြေအောင်ကုတ်ကပ်ပြီးစိုက်ထားတာဖြစ်ပါတယ်ဒါတော့ဟင်းခွက်အမွေးကြိုင်နေပါငရုတ်ရယ်ရှမ်းနန်းနန်းရယ်နန်းနန်းရယ်ရှမ်းနန်းနန်းကတော့မျိုးရနေပြီပေါ့နော်ဒါကတော့တရုတ်နန်းနန်းမှာပြီးဟင်းနုနယ်ပင်လေးတွေရောအဲ့လိုမျိုးစိုက်ထားပါတယ်ကျမကဟင်းခွက်အမွေးကြိုင်နေကိုအဲ့လိုမျိုးတုံးတာဆိုတော့လေလွယ်တကူဝယ်လို့မရရင်ဒီလိုမျိုးထည့်ရအောင်စိုက်ထားပါတယ်နောက်ပင်စိမ်းပင်ဒီလေးလည်းစိုက်ထားပါတယ်ရှင်အမွေးနဲ့တာပင်လေးတွေကိုစုံအောင်စိုက်ပြိုးပါတယ်ဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်